ဟုတ်ကဲ့ပါနှစ်ဆိုတဲ့နံပါတ်ကတချို့တို့လာကိုလည်းကိုစားပြုတယ်ဘယင်မကိုလည်းကိုစားပြုတယ်အမေကိုလည်းကိုစားပြုတယ်ဒါကြောင့်မလို့နှစ်ဆိုတဲ့ကဏ္ဍကစိတ်ထားနူးညံ့တယ်တိမ်မွေ့တယ်ဖော်ရွေတယ်ချစ်စရာကောင်းတယ်နော်လူချစ်လူခင်လဲပေါ်တယ်စမ်းလက်တအားနဲ့ထတယ်အဲ့ဒီမှာ6ဆိုတဲ့နံပါတ်နဲ့တွဲမယ်6ဆိုတဲ့နံပါတ်ကသူကငွေကြေးပေါ့နော်ပြည့်ပြည့်စုံခြင်းအချစ်ခံရခြင်းကြွယ်ဝခြင်းကိုဆိုလို့တယ်နော်ပြီးတော့နောက်နံပါတ်တစ်ခုရှိပါသေးတယ်ဗါလဲ9ဆိုတဲ့နံပါတ်9ဆိုတဲ့နံပါတ်ကအောင်မြင်မှုကိုရရှိတယ်တမလိုက်ရှိတယ်ပြင်ဟိုစူးစမ်းတယ်ပုဂ္ဂိုလ်ကိုယုံကြည်မှုရှိတယ်အမှန်ကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနံပါတ်3လုံးပေါင်းလိုက်လို့ရှိရင်အရန်နဲ့ကိုပြည်စုံတယ်စမ်းလက်ပွင့်တယ်လူချစ်လူခင်လည်းပေါ်တယ်တမတိလည်းရှိတယ်ငွေဆွဲအားလည်းကောင်းတယ်ဒါကြောင့်မလို့ငွေကြီးနဲ့ပတ်သက်ပြီးတော့ဟိုပေါ့နော်ပြောမယ်ဆိုရင်ဒါဒီအဖြစ်အနာစာကင်းတဲ့နံပါတ်တစ်ခုလို့ဒီရှယ်တို့ဆိုလို့ရတယ်အဲ့ဒီမှာအချက်ရင်းနဲ့ပတ်သက်လာလို့ရှိရင်တော့သတိထားပြီးသုံးဖို့လိုတယ်နော်တကယ်လို့ကိုလိုချင်တဲ့ရက်လက်ကအချက်ရေးဆိုရင်တော့ဒီလိုနံပါတ်တွေကသတိထားပြီးတော့သုံးရတော့မယ်ဘာလို့လဲဆိုတော့ तू ကစမ်းလည်းဖြစ်တယ်အချစ်ရေးလည်းအရန်ကန်ကောင်းနှုံးတော့လေကိုအနေအထားကိုသိရတာပေါ့ကွာကိုကအိမ်အောင်တယ်လားအပြိုလားနောက်ပြီးတော့တကယ်လို့အိမ်အောင်တယ်ဆိုရင်လည်းအိမ်အောင်တယ်ကိုအိမ်တော်ကိုပြန်ပြီးတော့တံပိုးထားတတ်တဲ့ဟိုအမိမြေကိုမိသားစုကိုပြန်ချစ်တတ်တဲ့နံပါတ်ဆိုတာလေးတွေရှိဖို့လိုအပ်တယ်လို့တကယ်လို့ကိုကအပြိုလူပြိုဆိုရင်လည်းပဲပေါ့နော်ဟိုဘယ်အရာမဆိုလွန်ရင်နော်လွန်ရင်တစ်ဖက်ဆွမ်းရောက်လို့ရှိရင်လမ်းမပေါ်ရောက်ဖို့အတွက်ဖြစ်စေတယ်ဒါကြောင့်မလို့အပြိုလူပြိုလေးတွေတုံးခဲ့လို့ရှိရင်လည်းအတုံးဖြူသူရဲ့ငကိုဘယ်လိုပြောမလဲဇရိုက်ဗီဇနောက်ပြီးတော့ဘာခေါ်လဲမွေးနေ့မွေးငံကနေကြည့်ပြီးတော့ပေါ့နော်မွေးတဲ့ရက်မွေးတဲ့လကနေကြည့်ပြီးတော့တိတ်ချာစီစစ်ရွေးချယ်ရတယ်လူတိုင်းကတော့စမ်းပွင့်ရှင်တယ်ဆိုတာအမှန်တရားပဲဒါပေမဲ့တချို့လူတွေငကိုတုစမ်းရှိပြီးသားဥပမာကြွားပြောတော့မဟုတ်အင်ဂျယ်ကိုဒီငကိုကလေးကအင်ဂျယ်ရဲ့မွေးနေတဲ့ကိုကစမ်းရှိတယ်နော်စမ်းရှိတယ်ပြောရမယ်ဆိုရင်ရီးစားလည်းများချင်တဲ့လောက်များလို့ရတယ်အဲ့လိုစမ်းရှိပြီးသားလူတယောက်ကတကယ်လို့ဒီနံပါတ်ကိုတုံးလိုက်လို့ရှိရင်တိကျတို့အထိုင်းနံပါတ်ပေါ့နော်ပါရမယ်နံပါတ်တစ်လုံးနဲ့လည်းကင်လို့မရတော့ဘူးအဲ့ဒီလိုမျိုးသဘောတရားလေးတွေရှိတယ်ဒါကြောင့်မလို့ဒီနံပါတ်သုံးထားတဲ့လူတွေပေါ့နော်တိတ်ချာစီစစ်တွက်ချက်ပါတချဲအင်ဂျယ်ကိုတော့ကတော့နံပါတ်ရဲ့အတားချက်ရောအနာချက်ရောအမြဲတမ်းတိတ်တယ်ကွာတိတ်ပြီးသွားလို့ရှိရင်ထပ်ပြီးတော့တိတ်အောင်အမှားလုံးဝမရှိဘူးလို့ဒီချက်မပြောတော့ဘာလို့ဆိုတော့100 alright ဆိုတာမရှိဘူးအဲ့တော့100 alright မဖြစ်ရင်တော့မှတချို့ percentage အနေနဲ့ပြောလို့ရှိရင် 0.00001 ပေါ့နော်0များဖို့အတွက်တချို့ကစူးစမ်းနေတယ်ဒါကြောင့်မလို့ဒိတ်ကျဲနံပါတ်ကိုလို့ရှင်လို့ရှိရင်အင်ဂျယ်ကိုစီကိုဆက်သွယ်ပါဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်ကတော့3998 399656 Viber လည်းဟုတ်တယ်အဲ့ဒီဟာ pay account လည်းဟုတ်တယ်နော် line ဆိုရင်အင်ဂျယ်ကို98ကိုဆိုရင်ဆက်သွယ်လာလို့ရပါတယ်